မင်္ဂလာပါရှင်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဘိုဌာန Community Center တောင်ကြီးမှာအသိပညာပေးတောက်ရှိုးများရေကူးလင့်တင်ပေးလက်ရှိရာဒီကနေ့မှာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပူးပေါင်း၍2026ခုနှစ်ဇွန်လ9ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကျိုးအသိပညာပေးတောက်ရှိုးရေကူးထုတ်လွှင့်သွားမှာပဲဖြစ်ပါတယ်ရှင်ကျွန်မကတော့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတောင်ကြီးခေရုံးမှဦးစီးအရာရှိဒေါက်တာတန်းညွန့်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရဲ့အမည်နဲ့ရာထူးလေးကိုလည်းမိတ်ဆက်ပေးပါအောင်ရှင်မင်္ဂလာပါရှင်ကျမကတော့တောင်ကြီးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ဒုတိယဦးစီးမှူးဒေါ်စိုးမြတ်နန္ဒာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမ2026ခုနှစ်ဇွန်လ9ရက်မှာကြာရောက်မဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အနေဖြင့်ဆောင်းမုတ်လေးကိုလည်းပြောပြပေးပါအောင်ရှင်2026ခုနှစ်ဇွန်လ9ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ကတော့ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဆိုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဆိုခေါင်းစဉ်မှာပါဝင်ပြောကြားမဲ့အကြောင်းအရာလေးကိုလည်းပြောပြပေးပါအောင်ရှင်ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဆိုခေါင်းစဉ်မှာပါဝင်ပြောကြားမယ့်အကြောင်းအရာများကတော့ရာသီဥတုပြောင်းလဲမှုအကြောင်းမြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်ရတဲ့အကြောင်းရင်းများနဲ့ရှော့ချခြင်းလက်ရောညှိထွေရှိခြင်းစသည့်အကြောင်းအရာများကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမမိုးလေဝသနဲ့ရာသီဥတုရဲ့ခြားနားချက်ကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမိုးလေဝသဆိုဒီမှာနေရာတစ်ခုတွင်အချိန်ကာလတူတစ်ခုအတွင်းဖြစ်ပေါ်နေတဲ့အပူချိန်မိုးရေချိန်လေဆိုထိုင်းစာလေထုဖိအားနှင့်တိမ်ထူထပ်မှုစသည့်မိုးလေဝသဆိုင်ရာအချက်အလက်များအပေါ်အခြေခံသည့်လေထုအခြေအနေကိုရည်ညွှန်းပါတယ်။ရာသီဥတုကတော့နေရာတစ်ခုတွင်ကာလကြာမြင့်စွာများသောအားဖြင့်နှစ်ပေါင်း30ကျော်ကာလအတွင်းဖြစ်ပေါ်နေတဲ့ပြင်းပြမိုးလေဝသအခြေအနေများကိုရည်ညွှန်းပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရာသီဥတုပြောင်းလဲမှုအတိတ်ပဲကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲမှုဆိုသည်မှာတဘာဝကြောင့်ဖြစ်စေလူသားတို့ကြောင့်ဖြစ်စေနေရာဒေသတစ်ခု၏ရာသီဥတုဆိုင်ရာဂုဏ်သတ္တိများပြောင်းလဲခြင်းဖြစ်ပြီး၎င်းပြောင်းလဲခြင်းသည်ဆယ်စုနှစ်များစွာသို့မဟုတ်ထို့ထက်ကာလကြာရှည်စွာတည်ရှိနေခြင်းကိုဆိုလိုပါတယ်ရှင်ဟုတ်ကဲ့ပါညီမမန်လုံအိမ်ဓာတ်ငွေတွေဆိုတာဘာလဲပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်မန်လုံအိမ်ဓာတ်ငွေတွေကတော့ကာဗွန်ဒိုင်အောက်ဆိုဒ်မီသိန်းနိုက်ထရက်အောက်ဆိုဒ်ဟိုက်ဒရိုဖလူရိုကာဗွန်ပါဖလူရိုကာဗွန်ဆလဖာဟီဆာဖလိုရိုက်နိုက်ထရိုဂျင်ထရိုင်ဖလိုရိုက်တို့ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမဘာကြောင့်ကမ္ဘာကြီးကပူနွေးလာပြီးရာသီဥတုပြောင်းလဲရတာလဲဆိုတာကိုလည်းပြောပြပေးပါအောင်ရှင်ကမ္ဘာမြေကြီးပူနွေးလာခြင်းဆိုသည်မှာမှန်လုံအိမ်ဓာတ်ငွေများထုတ်လွှတ်မှုကြောင့်ကမ္ဘာအဝန်းပြင်းပြမျက်နှာပြင်အပူချိန်မြင့်တက်လာခြင်းကိုရည်ညွှန်းပါတယ်။ကမ္ဘာလေထုအတွင်းမှန်လုံအိမ်ဓာတ်ငွေပမာဏများပြားလာခြင်းကြောင့်ကမ္ဘာအပူချိန်မြင့်မားလာခြင်းအပြင်အခြားများစွာသောပြောင်းလဲမှုကိုဖြစ်ပေါ်စေပါတယ်။၎င်းပြောင်းလဲမှုအလုံးကိုစုပေါင်း၍ရာသီဥတုပြောင်းလဲမှုဟုခေါ်ပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရာသီဥတုပြောင်းလဲခြင်းရဲ့အဓိကအကြောင်းရင်းတွေပေါ့နော်အဲ့ဒါလေးလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲခြင်းရဲ့အဓိကအကြောင်းရင်းတွေကတော့နေမရသောစွမ်းအင်ဖြင့်ကမ္ဘာကြီး၏လေထုကိုမှန်လုံအိမ်ကဲ့သို့အုပ်မိုးပေးထားသောမှန်လုံအိမ်အာနိသင်ပူနွေးမှုတိုးလာခြင်းကြောင့်ဖြစ်ပါတယ်။နေမစွမ်းအင်ကမြေထုရေထုနဲ့လေထုကိုအနွေးဓာတ်ရစေပြီးအပူဓာတ်ကိုတဖန်ပြန်ပေးကကောင်းကင်ဘက်သို့ပြန်ရောက်ရှိသွားပါတယ်။ကမ္ဘာမြေပြင်၏လေထုထဲမှာရှိတဲ့ရေငွေ့ကဲ့သို့သောဓာတ်ငွေ့များကအပူကိုအာကာသအတွင်းသို့ပြန့်လင့်မသွားစေရန်ထိန်းသိမ်းပေးထားသဖြင့်ကမ္ဘာကြီးကိုစောင့်တထဲခြုံထားတဲ့ကဲ့သို့နှွေးထွေးစေပြီးလူများတရိษံများနဲ့အပင်များအတွက်နေထိုင်ရန်တင့်တော်သောနေရာတစ်ခုအဖြစ်ဖန်တီးပေးထားပါတယ်။ထို့ကဲ့သို့တင့်လျော်မျှတတဲ့အပူကိုထိန်းချုပ်ပေးထားသောစနစ်မရှိရင်ကျွန်ုပ်တို့ကဘာသည်ယခုအခြေအနေထက်အနု18ဒီဂရီဆယ်စီယပ်ခန့်ပို၍အေးနေမည်ဖြစ်ပြီးသက်ရှိများအသက်ရှင်နေထိုင်ရန်မဖြစ်နိုင်ပါ။1800နှောင်းပိုင်းနှစ်များနဲ့နှိုင်းယှဉ်ပါကကမ္ဘာမျက်နှာပြင်ပြင်းများအပူချိန်သည်3.4ဒီဂရီစင်တီဂရိတ်မြင့်တက်လာပါတယ်။မြည်သည့်တုတ်ပြန်ဆောင်ရွက်မှုများဆောင်ရွက်ခြင်းမပြုပါက2100ပြည့်နှစ်မတိုင်မီကမ္ဘာမျက်နှာပြင်ပြင်းများအပူချိန်ကတော့1.8ဒီဂရီစင်တီဂရိတ်မှ4ဒီဂရီစင်တီဂရိတ်အထိမြင့်တက်လာနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမရာသီဥတုပြောင်းလဲမှုသိရောက်နိုင်တဲ့
ကဏ္ဍတွေကိုလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါရှင်။ရာသီဥတုပြောင်းလဲမှုကိုတက်ရောက်နိုင်တဲ့ကဏ္ဍတွေကတော့စိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာကဏ္ဍ၊ကျန်းမာရေးကဏ္ဍ၊ရေအရင်းအမြစ်ကဏ္ဍ၊သဘာဝပတ်ဝန်းကျင်နဲ့ဇီဝမျိုးစုံမျိုးကွဲကဏ္ဍ၊စီးပွားရေးနဲ့လူမှုရေးစသည့်ကဏ္ဍတွေကိုတက်ရောက်နိုင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုရဲ့ဆိုးကျိုးသက်ရောက်မှုတွေနဲ့ထိခိုက်မှုတွေကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လို့ကြောင့်ဆိုးကျိုးတွေကတော့မိုးခေါင်မယ်စိုက်ကလုန်းလေပြင်းတိုက်ခတ်မယ်မိုးတီးထန်စွာရွာသွန်းမယ်ရေကြီးမယ်မုန်တိုင်းတီရေမြင့်တက်မယ်အပူချိန်လွန်ကဲစွာမြင့်မားမယ်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမယ်မြေပြိုခြင်းတွေဖြစ်တတ်ပါတယ်ရှင်ထိခိုက်မှုအနေနဲ့ကတော့မြန်မာနိုင်ငံအလဲပိုင်းမိုးကွယ်ဒေသဖြစ်တဲ့ဖြင့်မုတ်တုံအဝင်အထွက်ကာလတွင်သာမိုးရပြီးမုတ်တုံကာလတွင်မိုးမရရှိပါဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်တွင်မုန်တိုင်းဖြစ်မှသာမိုးရသည့်အတွက်မြန်မာနိုင်ငံအလဲပိုင်းမှာမိုးခေါင်ရေရှားသည့်ထံကိုအများဆုံးခံစားရပါမယ်ရှင်။တီးနှံများဆုံးရှုံးခြင်းနဲ့အထွက်နှုန်းကျဆင်းခြင်းမြစ်အတွင်းရေစီးဆင်းမှုလျော့နေခြင်းအပါအဝင်ရေပြက်လက်မှုများပြားခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။စိုက်ကလုန်းလေပြင်းတိုက်ခိုက်ခြင်းကြောင့်တီးနှံများနဲ့အခြေခံအဆောက်အအုံများပျက်စီးခြင်း၊ကံရိုးတန်းဂေဟစနစ်များပျက်စီးခြင်း၊အသက်အိုးအိမ်စီးစိမ်ဆုံးရှုံးခြင်း၊စိုက်ပျိုးမြေဧရိယာများစားငံရည်များဝင်ရောက်ခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။မိုးသေးထန်စွာရွာသွန်းခြင်းကြောင့်လည်းရုတ်တရက်ရေကြီးခြင်းမြေပြင်ပေါ်ရေစီးဆင်းမှုပြင်းထန်ခြင်းနဲ့မြေတိုက်စားခြင်းတီးနှံများပျက်စီးခြင်းလာနီညာကြောင့်ရေမျက်နှာပြင်မြင့်တက်လာသည့်အတွက်လူမှုစီးပွားရေးအခက်အခဲများကြုံတွေ့နိုင်ပါတယ်ရှင်။ရေကြီးခြင်းမုန်တိုင်းထီရေမြင့်တက်ခြင်းကြောင့်မြစ်ရေကြီးခြင်းရုတ်တရက်ရေကြီးခြင်းနဲ့ကမ်းရိုးတန်းဂေဟစနစ်ဝန်ဆောင်မှုများပျက်စီးခြင်းကုန်းမြေများဆိုးရွားစွာရေလွှမ်းခြင်းတီးနှံမြေနဲ့အဆောက်အအုံများပျက်စီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်ရှင်။အပူချိန်လွန်ကဲစွာမြင့်မားခြင်းကြောင့်လည်းအပူလိုင်းဖြတ်ခြင်းတက်ကြီးရွယ်အိုများနဲ့ကလေးငယ်များ၏ကျန်းမာရေးထိခိုက်ခြင်းရေရှားပါမှုကြုံတွေ့ရခြင်းအပူဒဏ်ကြောင့်အလုတ်သမားများ၏လောက်ကိုင်နိုင်စွမ်းကျဆင်းခြင်းတို့ဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းကြောင့်လည်းစိုက်ပျိုးမြေများနဲ့ရွာများပင်လယ်ရေလွှမ်းခြင်းမြေအဆောက်အအုံနဲ့ကမ်းရိုးတန်းနေရင်ဒေသများဆုံးရှုံးခြင်းစိုက်ပျိုးမြေများတွင်စားငံရေဝင်ရောက်ခြင်းနဲ့ကမ်းရိုးတန်းမြေတိုက်စားခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။မြေပြိုခြင်းကြောင့်လူသားတို့၏အသက်စီးစိမ်အိုးအိမ်များလည်းပျက်စီးလာနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေမြန်မာနိုင်ငံရဲ့ရာသီဥတုပြောင်းလဲမှုများအကြောင်းကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်1982ခုနှစ်မှ2010ပြည့်နှစ်အထိလွန်ခဲ့တဲ့နှစ်30အတွင်းကပြင်းပြအပူချိန်မြင့်တက်လာတဲ့ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ3.14ဒီဂရီစင်တီဂရိတ်နဲ့ကုန်းတွင်းပိုင်းဒေသတွေမှာ3.35စင်တီဂရိတ်သာရှိပါတယ်ရှင်။ပြင်းပြနှစ်စဉ်မိုးရေချိန်မြင့်တက်လာတော့ပင်လယ်ကမ်းရိုးတန်းဒေသတွင်10စုနှစ်အတွင်း150မီလီမီတာမြင့်တက်လာပါတယ်ရှင်။ပြင်းပြနှစ်စဉ်မိုးရေချိန်လည်းမြင့်တက်လာပါတယ်ရှင်။ကုန်းတွင်းပိုင်းဒေသမှာ10စုနှစ်အတွင်း30မီလီမီတာမြင့်တက်လာပါတယ်ရှင်။အနောက်တောင်မုတ်တုံဝင်ရောက်ချိန်နောက်ကျ၍အထွက်စောခြင်းဆိုရင်1962ခုနှစ်မှ1990ခုနှစ်နှစ်30အတွင်းနှစ်စဉ်ပြင်းပြမိုးရွာသွန်းရက်မှာ144ရက်ရှိခဲ့တော်လဲ1982ခုနှစ်မှ2010ခုနှစ်နှစ်30အတွင်းနှစ်စဉ်ပြင်းပြမိုးရွာသွန်းရက်မှာ121ရက်အထိလျော့နည်းလာပါတယ်ရှင်။မြန်မာနိုင်ငံ၏အပူချိန်ပြောင်းလဲမှုကRCP 4.5 ဖြင့်တွက်ချက်မှုအရာ2100ပြည့်နှစ်တွင်အနိမ့်ဆုံးအပူချိန်3.8မှ2.6ဒီဂရီစင်တီဂရိတ်နဲ့အမြင့်ဆုံးအပူချိန်3.8မှ2.9ဒီဂရီစင်တီဂရိတ်ထိမြင့်တက်နိုင်ပြီး RCP 8.5 ဖြင့်တွက်ချက်မှုအရာ2100ပြည့်နှစ်တွင်အနိမ့်ဆုံးအပူချိန်3.9မှ4.4ဒီဂရီစင်တီဂရိတ်နဲ့အမြင့်ဆုံးအပူချိန်3.8မှ4.6ဒီဂရီစင်တီဂရိတ်ထိမြင့်တက်လာနိုင်ပါတယ်ရှင်။ပြင်းပြမိုးရေချိန်မှာ36ရာခိုင်နှုန်းမှ40ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်ပါတယ်ရှင်။ပင်လယ်ရေမျက်နှာပြင်မြင့်တက်နှုန်းမှာလည်း2050ခုနှစ်တွင်မြန်မာနိုင်ငံကမ်းရိုးတန်းဒေသ၌20မှ40စင်တီမီတာအထိ၎င်း2080ခုနှစ်တွင်39မှ83စင်တီမီတာအထိ၎င်းမြင့်တက်လာနိုင်ပါတယ်ရှင်။ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းနဲ့လိုက်လျောညီထွေနေထိုင်ခြင်းအကြောင်းကိုလည်းပြောပြပေးပါအောင်ရှင်။ရာသီဥတုပြောင်းလဲမှုလျှော့ချခြင်းဆိုသည်မှာလူတို့ရဲ့လှုပ်ဆောင်ချက်များမှာမှန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်ခြင်းကိုလျှော့ချရန်နဲ့မှန်လုံအိမ်ဓာတ်ငွေ့များစုပ်ယူခြင်းကိုတိုးမြင့်ဆောင်ရွက်ရန်ဖြစ်ပါတယ်ရှင်။
ရာသီဥတုပြောင်းလဲမှုကြောင့်ထိခိုက်မှုကိုသက်သာစေရတဲ့အဆိုပါပြောင်းလဲမှုမှာအခွင့်အလမ်းကောင်းများကိုရယူနိုင်ရန်အတွက်လက်ရှိတွေ့ကြုံနေရပြီးအနာဂတ်ကာလတွင်ကြုံတွေ့နိုင်သောရာသီဥတုပြောင်းလဲမှု၏ထိခိုက်မှုများကိုတုံ့ပြန်ဆောင်ရွက်နိုင်ရန်တဘာဝသို့မဟုတ်လူတို့၏ပြုမှုဆောင်ရွက်ချက်ကိုညှိနှိုင်းယူရမယ့်လုပ်ငန်းစဉ်ကိုဆိုလိုပါတယ်။ ဟုတ်ကဲ့ပါညီမရေရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့မှနော်ညီကုန်းချုပ်အနေနဲ့ဗာများပြောချင်ပါသေးတယ်လဲရှင်အနာဂတ်မျိုးဆက်သစ်တွေအတွက်ပုံမှုစိမ့်လန်းတဲ့ကဘာမြေကိုလက်ဆင့်ကမ်းနိုင်မှုအတွက်ရာသီဥတုပြောင်းလဲမှုတိုက်ဖြတ်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဆိုလို့တိုက်တွန်းရင်းနှိကုံချုပ်အပ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီကနေ့မှာတော့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ပူးပေါင်း၍ရာသီဥတုပြောင်းလဲမှုတိုက်ဖြတ်ဖို့ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ဆိုအသိပညာပေးတောက်ရှိုးရိတ်ကူးလွှတ်တင်သွားတာပဲဖြစ်ပါတယ်ရှင်နောက်ပါတီမှာလည်းဘယ်လိုအကြောင်းအရာတွေကိုရိတ်ကူးလွှတ်တင်သွားမယ်ဆိုတာ cherry တွေပေးရှမ်းရုံမပေးနဲ့ community center ပေးတွေမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်